ဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပျက်စီးမှုများပြားပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပေါ့သတင်းပို့ကြည့်ရတော့နေပြီးတော့ကောက်စီနေမျိုးက96ယောက်စကိုင်းမြို့မှာ18ယောက်ကြောက်စင်ပါ30ယောက်စုစုပေါင်း144ယောက်တေဆုံးကြောင်းနဲ့ဒါရတော့နေပြီးတော့ကောက်စီနေမျိုး132ယောက်စကိုင်းမြို့မှာ300ယောက်နဲ့ကြောက်စင်မြို့မှာတော့စီစီဆယ်အလုံးပေါင်း932ယောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်ကဲဆယ်ဖို့လုပ်ငန်းတွေကကျေပြတ်စာလုပ်ဖို့ရှိတဲ့ကြောင့်တက်တဲ့လောက်ဝိုင်းကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခံလုပ်ပါတယ်ကျွန်တော်အနေနဲ့လည်းဒီဖြစ်ပွားတဲ့ဒေသအားလုံးလည်းရေးပေါ်အခြေအနေကြီးညာထားပြီးတော့ပြည်ပကူညီများပေးနိုင်ဖို့လည်းအခုလက်မှတ်ထားပြီးဖြစ်ပါတယ်မကြသေးကြရပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့